မသေးခင်ကြည့်သွားတဲ့တော့ဓာတ်ပုံများကျွန်တော်ဒီနေ့မှာတော့ကမ္ဘာသမိုင်းမှာတကယ်ရှိခဲ့တဲ့ရှားပါဓာတ်ပုံတွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ World War I အပြီးဂျာမနီကွန်မြူနစ်စစ်သားတယောက်ကိုတည်တံမပေးခင်မှာရိုက်ထားတဲ့ပုံဖြစ်ပါတယ်။ခရစ်ယာန်ဘုန်းကြီးတယောက်ကဒဏ်ရာရနေတဲ့စစ်သားတယောက်ကိုကင်ထားပြီးတနက်နဲ့ပြစ်နေတဲ့သူကိုပြန်ဆိုင်ကြည့်ပြီးတော့ထပ်မပြစ်တော့ဘူးပြောနေတာပါ။1914-1918ကြားကာလ World War I တုန်းကဂျာမနီစစ်သားတွေခရစ်မတ်သစ်ပင်နားမှာချင်းတီဆိုနေကြတာဖြစ်ပါတယ်။ကျွန်တော်တို့အကုန်လုံးနဲ့ရင်းနှီးတဲ့တိုက်တန်နစ်သင်္ဘောကြီးနယူးယောက်ကိုမသွားခင်အင်္ဂလန်မှာကန့်ကတ်ထားတာပါ။အဲ့ဒီချိန်တုန်းကအကြီးဆုံးသင်္ဘောဖြစ်ပြီးတော့လူပေါင်း2000ကျော်လောက်လိုက်ပါခဲ့ကြပြီးဧပြီ10မှာစတင်ထွက်ခွာခဲ့ပါတယ်။ American စစ်သားက World War I ကာလ1918မှာပထမဆုံးတည်ထွင်ခဲ့တဲ့ camouflage ဝတ်စုံကိုဝတ်ပြထားတာပါ1939-1945 World War II အတွက်တာဝန်ကျတဲ့စစ်သားတွေကိုသူတို့ရဲ့ချစ်သူမိဘတွေနဲ့နှုတ်ဆက်နေကြပုံပါArchitect Minoru Yamasaki နဲ့သူ့အဖွဲ့အသားတွေ World Trade Center model နဲ့တူမှတ်တမ်းတင်ထားတာပါဒီ project ကြီးက1960လောက်မှာစတင်ခဲ့ပြီးတော့နယူးယောက်မြို့ရဲ့အချက်ချာနေရာတစ်ခုဖြစ်လာခဲ့ပါတယ်1924ပြင်သစ်အိုလံပစ်အပြေးပြိုင်ပွဲမှာအမျိုးသမီးတွေရှင်ပြိုင်နေကြတာဖြစ်ပါတယ်American စစ်မှုထမ်းဟောင်းတွေကဂျွန်လ6ရက်1944ခုနှစ် World War II ဖြစ်နေတဲ့ကာလD-Day Normandy လမ်းထဲမှာတုန်းကလေယာဉ်ပေါ်ကဓာတ်ပုံကိုပြန်လည်ဖန်တီးထားတာဖြစ်ပါတယ်New York မြို့ရဲ့ Liberty Island မှာအလုပ်သမားတွေ Statue of Liberty ရဲ့အုတ်မြစ်တွေကိုချနေတဲ့ပုံပါဒီရုပ်ထုကပြင်သစ်နဲ့ US ရဲ့စီးလုံးမှုအထိမ်းအမှတ်အနေနဲ့ပြင်သစ်ကလက်ဆောင်အနေနဲ့ပေးခဲ့တာဖြစ်ပါတယ်1929ခုနှစ်မှာစောက်လုပ်ရေးအလုပ်သမားတွေနေ့လည်စာနားချိန်မှာအကာအကွယ်ဘာမှမရှိဘဲစောက်လက်စအဆောက်အအုံမှာအနားယူနေကြတာပါအဲ့ဒီချိန်တုန်းကအထက်မြင့်အဆောက်အအုံမှာတောင် safety အတွက်ဘာမှမပြင်ဆင်ထားတာကိုကြည့်လိုက်ရင်အဲ့ဒီခေတ်ကာလရဲ့စောက်လုပ်ရေးအခြေအနေကိုမှန်းဆကြည့်နိုင်ပါတယ်1910ခုနှစ်ဝန်းကျင်တုန်းကအင်္ဂလန်နိုင်ငံရဲ့ငါးဖမ်းလုပ်သားတဦးကိုရာသီဥတုအခက်အခဲချားတဲ့ကနေကျိုးနဲ့ကဲထုတ်နေတာပါသူခေတ်အခါတုန်းက technology တွေကလည်းမထွန်းကားသေးတော့ဒီလိုပဲအရေးစွန်ပြီးတော့ရှေးလူတွေဖြတ်တန်းခဲ့ကြရပါတယ်Albert Einstein ရဲ့နာမည်ကြီးဓာတ်ပုံဖြစ်တဲ့ရှာထုတ်နေတဲ့ပုံကိုမရိုက်မိခင်ကပုံပါ Einstein ရဲ့82နှစ်ပြည့်မွေးနေ့ကအပြန်မှာ reporter တယောက်ကမွေးနေ့ဓာတ်ပုံ post ပေးခိုင်းတာကနေ Einstein ရဲ့ရှာထုတ်နေတဲ့နာမည်ကြီးဓာတ်ပုံဖြစ်လာတာပါ1900ခုနှစ်ဝန်းကျင် UK မှာအမျိုးသမီးကြီးတယောက်ကစက်ရုံလုပ်သားတွေကိုနှိုးဖို့ဒုတ်နဲ့ပတင်းပေါက်တွေကိုလိုက်ခေါက်နေတာပါဒီဟာကအဲ့ဒီခေတ်တုန်းကအလန်းတွေမရှိသေးတော့ဒီလိုမျိုး service တွေကိုစက်မှုနိုင်ငံတွေမှာအများပြားတွေ့ခဲ့ရပါတယ်1922မှာ British သုတေသနပညာရှင် Howard Carter ကအီဂျစ်မှာရှေးဘုရင်တယောက်ရဲ့ရုပ်အလောင်းမှန်မီကိုလေ့လာကြည့်ရှုနေတာဖြစ်ပါတယ်ဒီမှန်မီရုပ်အလောင်းက1300 BC လောက်တုန်းကနန်းတက်ခဲ့တဲ့အသက်ငယ်ငယ်ဘုရင်တယောက်ရဲ့ရုပ်အလောင်းဖြစ်ပါတယ်1918မှာ US မှာကျင်းပခဲ့တဲ့ကမ္ဘာပထမဆုံးဂိမ်းပြိုင်ပွဲပါဒီပြိုင်ပွဲကလူအများကြီးကိုဆွဲဆောင်နိုင်ခဲ့ပြီးတော့လူပေါင်း1000ကျော်အထိတက်ရောက်ခဲ့ပါတယ်ကမ္ဘာပေါ်မှာအရှားဆုံး artifact တွေထဲကတစ်ခုကိုဥပကစ္စတန်မြို့မှာတူးဖော်ရရှိခဲ့တဲ့သုတေသနပညာရှင်တွေနဲ့အတူရိုက်ကူးထားတာဖြစ်ပါတယ်1939ခုနှစ် World War II မှာတုန်းကအင်္ဂလန်ကကျောင်းသားလေးတွေ gas mask ကိုဝတ်ဆင်ထားကြတာဖြစ်ပါတယ်ရောမခေတ်ဟောင်းကတော့ကကြွေပြားတွေကိုဗယ်ရိုနာအီတလီမှာတွေ့ရှိခဲ့တဲ့ပုံပါ1885ခုနှစ်တုန်းကယထာဖြတ်တန်းသွားလာလို့ရတဲ့ Day Creek Bridge မှာဒီတရားပေါ်မှာယထာတွေကအရှိန်တနာရီကို4မိုင်နှုန်းနဲ့သွားလာလို့ရပါတယ်ကမ္ဘာသမိုင်းမှာပထမဆုံးတွေ့ရှိခဲ့ရတဲ့အိမ်မွေးကြောင်ရဲ့ဓာတ်ပုံမှာဒီဓာတ်ပုံကို1845ဝန်းကျင်မှာရိုက်ကူးခဲ့တယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ
ဟုတ်ကဲ့ပါကျွန်တော်ဒီနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးတွေကိုကြိုက်နှစ်တက်တယ်ဆိုလို့ရှိရင် channel လေးကို subscribe လုပ်ပေးထားကြပါဦးနောက်ပတ်တွေမှာလည်းဒီထက်ပိုကောင်းတဲ့စီစဉ်တွေကိုတင်ဆက်ပေးတော့မှာဖြစ်လို့စောင့်ကြည့်ကြပါဦးခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ